အာဘောသမုဋ္ဌာန်ဆိုတာစာအရပြောပြတာပါအလွယ်တကူပြောမယ်ဆိုရင်တော့အာဘောဓာတ်ခန်း6သောယောဂါလို့ပြောလို့ရပါတယ်အဲ့တော့အာဘောဓာတ်ခန်း6တဲ့ယောဂါကိုဒီဆေး3လက်ပါပဲဗျာအဲ့ဒီတော့မေးစရာပြောစရာရှိတာပေါ့စီးကြိုလဲဒါပဲလားသွေးတို့လဲဒါပဲလားခြေလက်တွေထုံကြည့်နေတော့ဒါပဲလားကင်ဆာအမျိုးမျိုးလဲဒါပဲလားဆိုဒါပါပဲဗျာတကယ်ကိုပျောက်ပါတယ်အပြောမဟုတ်ပါဘူးဗျာအာဘောသမုဋ္ဌာန်အတွက်ပထမဆုံးပေးမဲ့ဆေးကိုနည်းနည်းလေးပြောပြပါဦးမယ်ဗျာမကြီးသီးမှဲ့ပေါ့ဆေးနံပါတ်ပထမဆုံးဆေးကမကြီးမဲ့ဖြော်ရီဖြော်တော့ပေါ့ဗျာပဲကလိုင်းချက်စားလဲများများတော့ဗျာနောက်ပြီးတော့မကြီးသီးမဲ့နဲ့ချင်းရီချက်လို့ချင်းလဲအကြီးများများတော့ပေါ့ဗျာမကြီးမဲ့ဖြော်ရီတော့ရင်တော့ထင်းချက်ကတော့စစ်ဖို့လိုတယ်ဗျအဲ့လားအရေးကြီးတယ်သူကခန္ဓာကိုယ်ထဲမှာအောင်းပြီးတော့လှည့်ပါပြီးဒုက္ခပေးတဲ့အပူတွေကိုအဲ့ဒီအပူကအသေးမှာဒုက္ခပြီးတော့အသေးယောဂါတွေပေါ့ဗျာအစာရင်ကိုဒုက္ခပြီးတော့အစာရင်ယောဂါတွေပေါ့ဗျာကြောက်ကကိုဒုက္ခပြီးတော့ကြောက်ကယောဂါတွေပေါ့ဗျာအစာရှိသည်မဟုတ်ဗျာအစာရှိသဖြင့်ပေါ့ဗျာအဲ့တော့မကြီးသီးမှဲ့ကခန္ဓာကိုယ်ရဲ့အပူကိုဆွဲထုတ်တဲ့နေရာမှာသူကတော်တော်ကောင်းတယ်ဗျကျွန်တော်ကခန္ဓာကိုယ်ထဲမှာရှိတဲ့အပူကိုဆွဲထုတ်တဲ့အစားအစာတွေတော်တော်များများလေးစမ်းကြည့်ဘူးတယ်ဗျမကြီးသီးမှဲ့ကိုမမိဘူးဗျမကြီးသီးမှဲ့ကိုမမိပါဘူးဗျဥပမာဇီးဘူးသီးတို့ဖန်းကားသီးတို့ကျက်စုသီးတို့ပွေးကိုင်းတို့ငရမ်းဘဒူရွက်တို့ပေါ့ဗျာသူကခန္ဓာကိုယ်ရဲ့အပူကိုသူတို့လည်းဆွဲတော့ထုတ်နိုင်တယ်ဒါပေမဲ့မကြီးသီးမှဲ့ကိုမမိပါဘူးဗျာအဲ့တော့မကြီးသီးမဲ့ကိုပေးအပူဓာတ်လေးတော်တော်ကိုရော့သွားပြီဆိုလို့ရှိရင်တော့နံပါတ်2ပေးရမှာကအခါပေါ့ဗျာအပူကြောင့်နာသွားတဲ့ဝါရောဓာတ်ရုပ်ရော့သွားတဲ့လေဓာတ်ပေါ့ဗျာဖြည့်ပြီးတဲ့နေမှာအခါကနံပါတ်1ပါပဲဗျာအဲ့ဒီကြတော့အခါမှာလည်းပူကားအေးကား2မျိုးရှိတယ်ဗျာကျွန်တော်တော့ခန်းကလာအကြိုက်ဆုံးပဲဗျာတော်တော်များများရှိပါတယ်ပူကားဆိုတာကတော့အရင်တင်ထားတဲ့ပို့စမှာပါတော့ကျင်းကားသီးတို့ကြောင်ရှာသီးတို့ကပူကားတွေဗျခန်းကလာအေးကားဗျသူကမြေမှာရှက်လေးကက်ကက်လေးအုပ်လေးပေါက်တာဗျအဲ့တဘာဝလေးတွေလှမ်းမိပါဗျာကျွန်တော်ပြောပြပါမယ်ဘယ်အခါတော့ဘလို့ဘယ်အခါတော့ဘလို့ဆိုတာကိုနားလေသဘောပေါက်သွားလက်ခံသွားအောင်အကြောင်းနဲ့အကျိုးနဲ့ရှင်းပြပါမယ်ဗျာသူ့တဘာဝကိုတဘာဝဆိုတာတော့ပါမှာဗျအဲ့ဒီခန်းကလာလည်းမြို့ပေါ်မှာရှက်လေးရေဆက်လေးပေါက်တတ်တဲ့သဘာဝကိုကကောင်းတာဗျသူကအေးကားဖြစ်သွားတာပေါ့ဗျာနောက်ပြီးတော့တတိယဆေးတလက်ဖြစ်တဲ့ကစွန်ရွက်လည်းသူနဲ့အလားသဏ္ဍာန်တူတာတွေရှိပါတယ်ဗျာတော်တော်ကိုသူ့လိုကိုကောင်းတာတော့ရှားသောလက်ပတ်ပဲဗျာရှားသောလက်ပတ်အတွင်းမှာရှိရှားသောလက်ပတ်ထဲမှာဖွဲ့စည်းထားတဲ့ဂျယ်လီကသူကလည်းတော်တော်စွမ်းနေဗျာကဲအားလုံးကိုကျေးဇူးတင်ပါတယ်ဗျာ